ဟုတ်ကဲ့အခုကတော့ကျွန်တော်ဒီအချမ်းဖက်လက်နက်ကိုင်ကြားဖြန့်ခိုင်းเนาะပြန်ပြီးဆွဲခိုင်းလူကုန်ကူးခိုင်းเนาะအဲ့ဒီခိုင်းမင်းအွန်လိုင်းတို့ခိုင်းကိုကျွန်တော်ကအကြံပေးမှာဖြစ်ပါเนาะအကြံပေးမှာဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တကယ်ကိုအပြူသဘောဆောင်ပြီးတော့အကြံပေးမှာဖြစ်ပါအဲ့တော့လက်ရှိအနေထားမှာကျွန်တော်ညင်းလို့မရတဲ့အချက်ကတော့ဒီစစ်တပ်ထောက်ခံတဲ့သူတွေဒီဘောပိတ်တွေ6800သားတွေဒီအချမ်းဖက်လက်နက်ကိုင်ကြားဖြန့်ခိုင်းမှာခုတာဝန်ထမ်းဆောင်တဲ့လူတွေပေါ့လေအဲ့လူတွေအနေနဲ့လက်ခံရမှာလက်ရှိခမည်းတော်ဒီအကျန်းဖက်လက်နက်ကိုင်ကြားပြန်ကိုင်လူကုန်ကူးကိုင်ရာဇဝတ်ကိုင်တက်တာရှိနေတယ်ဆိုတာကိုတော့ဒါအားလုံးလက်ခံမှာဖြစ်ပါနော်အနေထားအဲ့လိုဖြစ်နေပါသို့တော်လည်းပဲပြန်လက်တီဆောက်မယ်ဆိုရင်တော့ရနိုင်သေးတယ်ဆိုတဲ့အနေထားတစ်ခုကိုကျွန်တော်ကအကြံဉာဏ်ပေးမှာဖြစ်ပါသုံးသပ်ပေးမှာဖြစ်ပါလက်ရှိဒီမင်းအောင်လှိုင်ရဲ့ဒီအာဂျန်ဒါပေါ့နော်မြန်မာနိုင်ငံရဲ့ဒီအာဂျန်ဒါမှာလုံနေရတွေကတခုမှအဆင်မပြေဘူးတကယ်အကြောင်းရင်းခံကလည်းဒါမငင်းလို့ရတဲ့ညင်းဆန်လို့မရတဲ့အချက်ကတော့ဒါစစ်ကောင်းဆောင်တွေကြောင်းမလို့အထူးသဖြင့်တော့ဒီမင်းအောင်လှိုင်ကြောင်းမလို့ခုမြန်မာနိုင်ငံကြီးကအခုလိုမျိုးအဖက်ဖက်ကနေရွရွပျက်စီးပြီးတော့မြန်မာနိုင်ငံကြီးကပျက်စီးခြင်းတလို့လို့ပျက်စီးလာတလို့လို့ပျက်စီးနေတလို့လို့ပျက်စီးနေတာဖြစ်ပါနော်အဲ့တော့ချုပ်ရရင်တော့ဒီအကြောင်းရင်းတရားခံသည်ဒါမင်းအောင်လှိုင်မဖြစ်ပါဒါနှစ်ဖက်စလုံးလက်ခံမှာဖြစ်ပါမင်းတို့ဒီစစ်တပ်ထောက်ခံတဲ့သူတွေရောဒါပြည်သူတွေရောတော်လိုင်းအင်အားစုတွေရောဒါမင်းအောင်လှိုင်ကြောင့်ဖြစ်တယ်ဆိုတာကိုတော့ဒါအားလုံးလက်ခံမှာဖြစ်ပါနော်မင်းအောင်လှိုင်နဲ့အတူတူအလူလူပါတွေပေါ့လေအုပ်စုကြီးအဲ့တော့ပါတီတွေလည်းပါမှာပေါ့အာဏာသိမ်းဖို့တောင်းဆိုလိုက်တဲ့ပါတီတွေအလူလူပါစစ်ကောင်းဆောင်တွေပေါ့ဒီကတော့တာဝန်ရှိဆုံးတော့မင်းအောင်လှိုင်ပေါ့လေဒီကမင်းအောင်လှိုင်ကိုပဲအဓိကတာဝန်ရှိရဲ့အပြည့်ရှိရဲ့လို့ပဲဒါအားလုံးကလက်ခံမှာဖြစ်ပါဒီတော့သူတို့ကပဲတာဝန်ယူရမှာဖြစ်ပါလက်ရှိအနေထားအဲ့တော့လက်ရှိအာဂျန်နာမှာဆိုရင်ဒီအတူရောင်ရွေးကောက်ပဲလုပ်လိုက်တယ်ကိုရတာကိုဝင်ပြီးကိုရတာကိုရွေးကောက်ပဲလုပ်ပြီးကိုရတာကိုပဲအနာယူတယ်ပေါ့လေတယောက်တည်းပြိုင်နေပွဲနော်တယောက်တည်းပြိုင်နေပွဲမှာတယောက်တည်းပဲနိုင်တယ်ပေါ့လေဒီလိုရွေးကောက်ပွဲမှာမနိုင်ရင်ဒါမင်းအောင်လှိုင်တို့ကတေဖို့ပဲရှိရတာနော်ကိုတက်တေကြဖို့ပဲရှိရတယ်ဘာလို့ဆိုတော့ဝင်ပြိုင်တာကိုတယောက်တည်းပဲဖြစ်နေရအောင်အဲ့လိုနေသားပဲဖြစ်နေရနော်အဲ့ဒါလည်းမင်းတို့ကတရားထောက်စရာရှိရငါသိသို့ဆိုလည်းအနေထားကမင်းတို့ဒီကြက်ခိုင်ပါတီတခုတည်းပဲဝင်ပြိုင်နေဆိုတော့အနေထားမျိုးပဲဖြစ်တယ်ဆိုတာကိုတော့ဒါမငင်းပါနဲ့ထပ်ပြီးတော့စကလုံးလေးနဲ့ထပ်ပြီးတော့ကတ်တက်ပြီးတော့မပြောကြစီလို့เนาะစစ်တပ်ထောက်ခံတဲ့သူတွေ6800စားတွေဘောပိတ်တွေနေနေเนาะအဲ့လိုအနေထားမျိုးဖြစ်တဲ့ကြတော့ဒီယူကောက်ပွဲနဲ့တက်လာမယ်ဒီအတူရောင်เนาะကြားဖြန့်အစိုးရဖွဲ့ကလည်းဒီမြန်မာနိုင်ငံရဲ့အရေးခင်းပြဿနာကိုဖြေရှင်းပြနိုင်မှာမဟုတ်ဘူးဖြေရှင်းပြနိုင်မှာမဟုတ်ဘူးဆိုတော့ဒီစစ်တပ်အသားဝိုင်းမှာထောက်ခံနေတဲ့သူတွေစစ်တပ်ကလူတွေအနေနဲ့ဘာလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ဒီတက်မတော်ကြီးကိုပြန်လဲတိဆောက်ဖို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကြီးကိုတိဆောက်ဖို့အတွက်ပြန်ပြုပြင်ဖို့အတွက်ဆိုရင်ဒါဦးသိန်းစိန်အစိုးရကိုပြန်လဲပြီးတော့ဒီအတူရောင်ကြားဖြန့်အစိုးရဖွဲ့မှာပြန်လဲခန့်အပ်မှာဖြစ်ပါတယ်ဦးသိန်းစိန်သို့မဟုတ်ဒီဦးသိန်းစိန်လိုမျိုးအရေးချင်းရှိရသူပေါ့ကျွန်တော်ကတော့ဒါအမှန်တရားသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဆုံးမရဘူးကျွန်တော်တို့ကဒီတော်လိုင်းရေးသမားဖြစ်တဲ့တိုးတော်လည်းပဲဒီဘက်မှာကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေဘက်မှာရက်တည်တယ်တိုးတော်လည်းပဲကျွန်တော်တို့အမှန်တရားသမားဖြစ်တယ်ကျွန်တော်တို့ရက်တည်မှုဒီကျွန်တော်တို့တကယ်ထိခိုက်နေတာတဲ့အားနေတဲ့ဘက်ကနေကျွန်တော်တို့ကတော်လိုင်းရေးသမားတော်လိုင်းအင်အားစုတွေဘက်ကရက်တည်တာဖြစ်ပါတိုးတော်လည်းပဲကျွန်တော်တို့ကအရန်ကြီးအစွန်းရောက်ပြီးတော့အခုလိုမျိုးတော်လိုင်းနေကြတာမဟုတ်ဘူးကျွန်တော်တို့ကသိပါတယ်ခင်ဗျားတို့ကတသက်မှတ်ကိုယုံမှနေကြရတယ်ဆိုတော့လေခင်ဗျားတို့ရဲ့ယုံမှတဲ့စိတ်တွေကိုမဖယ်ရှားနိုင်မချင်းတော့မြန်မာနိုင်ငံကြီးကတော့ကျွန်တော်တို့အခုလိုမျိုးပျက်စီးနေမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ပြည်သူတွေကထိခိုက်နေတာနေမှာဖြစ်ပါတယ်ကျွန်တော်အပြစ်မဲ့တဲ့ကျွန်တော်လူငယ်တွေထိခိုက်နေတာနေမှာဖြစ်ပါတယ်အဲ့ဒါခုပြောချင်တာကခုနကျွန်တော်တို့ကအမှန်တရားသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ကအရင်တော့ဒီဥသိမ်းစိန်ကိုတော့ကျွန်တော်တို့အသိမပြုတယ်ပေါ့လေကျွန်တော်တယောက်တည်းရဲ့အမြင်ကတော့အသိမပြုတယ်ကျွန်တော်ရဲ့ဒီဇက်ရကျွန်တော်ရဲ့ပတ်ဝန်းကျင်ကလည်းဒီဥသိမ်းစိန်ကိုအသိမပြုတယ်ပေါ့အသိမပြုတယ်ဆိုတော့အခုမဟုတ်ဘူးเนาะဒီဥသိမ်းစိန်အုပ်ချုပ်စဉ်ကအနေထားတစ်ခုမှာဒါဥသိမ်းစိန်ရဲ့အရေးချင်းကိုကျွန်တော်တို့ကလက်ခံတယ်တိုးတော်လည်းပဲကျွန်တော်တို့ဥသိမ်းစိန်ရဲ့အရေးချင်းဥသိမ်းစိန်ရဲ့လှုပ်ဆောင်ချက်တွေလက်ခံတယ်ဆိုတော့ညာလည်းပဲကျွန်တော်တို့ကဒီစစ်တပ်ကိုအားပေးလို့တော့မရဘူးစစ်တပ်ကြီးကိုကျွန်တော်တို့လက်ခံလို့တော့မရဘူးဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့လက်ခံလို့မရဘူးဘာလို့ဆိုတော့အဲ့ချိန်တုန်းကသာဥသိမ်းစိန်အစိုးရကိုကျွန်တော်တို့ကအသိမပြုလက်ခံလိုက်တဲ့ဟိဆိုရင်ဆိုလိုတာဒီစစ်တပ်ကပဲတက်တက်လုံးအုပ်ချုပ်သွားမယ်ဆိုရင်အနေထားနဲ့ဖြစ်သွားမှာဆိုတော့ပြောချင်တာကချုပ်ရရင်တော့ဒီမြန်မာပြည်သူတွေကဒီစစ်တပ်ကိုနိုင်ငံရေးထဲမှာပါတာကိုတော့လုံးဝကိုဘယ်လိုပဲနေခွင့်မပြုအဲ့တော့အုပ်ချုပ်ခြင်းမအုပ်ချုပ်ခြင်းကတော့ဘယ်သူနဲ့နေအုပ်ချုပ်ခွင့်ရတယ်ဆိုတာကိုအားလုံး
ဘောပိတ်တီနေနဲ့နားထောင်စေခြင်းနဲ့အဲ့တော့မင်းအောင်လိုင်လက်ရှိနေထားမှာအုပ်ချုပ်နေလို့တော်လန်နေတာမျိုးမဟုတ်ဘူးမင်းအောင်လိုင်အုပ်ချုပ်ခြင်းနဲ့ဆိုရင်ဒါဟိုဒီစစ်ယူနီဖောင်းဝတ်ပြီးချုပ်ပြီးတော့ရွေးကောက်ခံပြီးတော့ဒါအုပ်ချုပ်လို့ရပါဒါအရေးချင်းရှိရင်ဘယ်သူနေနဲ့တက်ပြီးအုပ်ချုပ်လို့ရတယ်နော်ဒီမြန်မာနိုင်ငံမှာမင်းကစစ်ကောင်းဆောင်မို့လို့အုပ်ချုပ်လို့မရဘူးဆိုတဲ့အနေအထားမျိုးမှာတော့မြန်မာပြည်သူတွေမှာအစွန်းရောက်တဲ့စိတ်မရှိကြပါဘူးနော်အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့ဦးသိန်းစိန်ကိုအတိမပြူတယ်ဦးသိန်းစိန်အစိုးရသည်လှုပ်ဆောင်တာတွေကဟိုကောင်းတယ်လို့ကျွန်တော်တို့ယူဆတယ်တိုးတော်လည်းပဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အချိန်တော့ဦးသိန်းစိန်အစိုးရသည်ကျွန်တော်တို့ဒီလိုပဲဒီဟိုနောက်ချုပ်ဖွဲ့စည်းပုံအခြေခံဥပဒေလည်းရှိရဦးသိန်းစိန်လာတဲ့ background ကလည်းအဲ့တော့ဟိုအာမခံချက်မရှိနိုင်တာပေါ့ပြောမယ်ဆိုဦးသိန်းစိန်ကဟိုလက်ရှိအနေထားအပြောင်းလဲတစ်ခုမှာစစ်တပ်ကနေရပ်သားဆိုပြီးတော့ပြောင်းလဲတစ်ခုမှာဒီ9နှစ်တာလေးကိုကြည့်ပြီးတော့ပြည်သူတွေအနေနဲ့မယုံကြည်ရဲတဲ့အနေအထားမျိုးမှာဦးသိန်းစိန်ကိုထောက်ခံပါတယ်ဆိုတဲ့အနေအထားမျိုးကိုဘယ်သူမှရဲဟိုမပြောရဲဘူးပေါ့ဘာလို့ဆိုတော့ဒီ9နှစ်တာလေးနဲ့တော့ဟိုပြည်သူတွေကအတိမပြုတ်ကခက်ခဲနော်အဲ့လိုအနေအထားမျိုးဖြစ်တယ်ဆိုတော့ဟိုဒီနှစ်ပေါင်း80လောက်ဒီရဲရဲဆက်ဆက်ပြည်သူတွေပေါ့ဖိနှိပ်ချုပ်ချယ်ပြီးတော့ဟိုကိုကျိုးရှာခဲ့တဲ့ဒီစစ်တပ်ကြီးကဒီ9နှစ်လေးကိုဒီ9နှစ်ဆိုတာကတီကောင်အနေနဲ့လုတ်ပြီးတယ်လို့ပဲယူဆတယ်မြန်မာပြည်သူတွေကဟိုကိုတီကောင်အနေနဲ့ဟိုဦးသိန်းစိန်ကိုတီကောင်အနေနဲ့ထိုးကြွေတယ်လို့ပဲယူဆတယ်เนาะအဲ့တော့ဦးသိန်းစိန်လွတ်ရက်တွေစီတီကောင်တာတာပေါ့ငါးများလဲဆိုတည်တိုင်းတီကောင်လေးနဲ့မြားတာပေါ့အဲ့တော့ငါးတွေကတီကောင်အဟုံးမှတ်ပြီးတော့သွားစားတဲ့အခါမှာထောင်ချောင်းမိတယ်လို့မျိုးပေါ့အဲ့လိုမျိုးပဲကျွန်တော်တို့ယူဆတာဖြစ်တဲ့အတွက်ဦးသိန်းစိန်စိုးပါလို့ကျွန်တော်တို့ဒီတိုင်းပဲလက်ခံခြင်းနဲ့စောင့်ကြည့်ရတော်တော်လေးကောင်းနေပါလေတော်တော်လေးကောင်းနေအခုနေထားမှာလည်းအဲ့လိုပဲအခုဒီရွေးကောက်ပွဲတက်လာမဲ့ဒီအစိုးရသည်ဒီဦးသိန်းစိန်လိုအစိုးရမျိုးဖြစ်တဲ့ဟိဆိုရင်တော့ဒါဟိုလက်ရှိမြန်မာနိုင်ငံရဲ့အခင်းချင်းကိုအတိုင်းအတာတစ်ခုအထိမင်းတို့တက်မတော်အနေနဲ့ဒါတိတ်ခါပြန်ဆင်နိုင်မယ်လို့တော့ယူဆရတယ်နော်ဦးသိန်းစိန်လိုအစိုးရတက်လာမယ်ဆိုရင်တော့တိတ်ခါပြန်ဆင်နိုင်မယ်လို့တော့ယူဆရတယ်အဲ့တော့လောရမှာဒီဘာဖြစ်လဲဆိုတော့လက်ရှိမင်းအောင်လှိုင်ရေးဆွဲထားတဲ့အာဂျန်နာကြီးကိုမင်းတို့ဘောပိတ်တွေဒီစစ်တပ်ထောက်ခံတဲ့သူတွေတက်မတော်သားတွေအားလုံးကဝိုင်းပြီးတော့စန့်ကျင်ရမှာဖြစ်ပါနော်စန့်ကျင်ရမှာဖြစ်ပါဒီဘက်ကိုပြည်သူတွေဘက်ကိုရက်တီတာအလင်းဝင်လာရင်မပြောသေးဘူးနော်အဲ့တော့ဒီစစ်ကောင်းဆောင်တွေကိုစန့်ကျင်ရမှာဖြစ်ပါအရင်ကစစ်ကောင်းဆောင်တွေစန့်ကျင်ပြီးတော့ဦးသိန်းစိန်လိုခေါင်းဆောင်မျိုးကိုဒီစစ်တပ်ရဲ့ထိပ်ပိုင်းနေရာမျိုးမှာပေးဖို့လိုပါတယ်နော်မင်းအောင်လှိုင်ရဲ့လက်ရှိမင်းအောင်လှိုင်ဥဆောင်နေတဲ့ဒီစစ်တပ်ခေါင်းဆောင်တွေကတော့ဒီကြဒီလူတွေနဲ့ပဲဆက်ပြီးတော့လက်ရှိနိုင်ငံရဲ့အခင်းချင်းရောဆက်သွားနေမယ်ဆိုရင်တော့ဒါမင်းတို့တက်မတော်သားတွေနော်စစ်တပ်တိုင်းပိုင်းတွေပေါ်ပိတ်တွေရဲ့အနာဂတ်ကတော့လှမှာမဟုတ်ဘူးအဲ့တော့ဒီလိုပြောလို့လည်းငါတို့ပြည်သူတွေရဲ့အနာဂတ်ကလည်းလှမှာမဟုတ်ဘယ်ဘက်ကမှလည်းလှမှာမဟုတ်မြန်မာနိုင်ငံကြီးကလည်းလှမှာမဟုတ်အဲ့တော့အနာဂတ်မှာဒီမင်းအောင်လှိုင်ပဲဆက်ဥဆောင်မယ်မင်းအောင်လှိုင်ရေးဆွဲထားတဲ့အာဂျန်နာအရဆိုရင်တော့အားလုံးထိခိုက်သေးကြီးပျက်စီးကြဖို့ပဲရှိရဲနော်အဲ့ဒါတော့မင်းတို့တွေဟိုမလွဲမရှောင်တာမလွဲမသေးလက်ခံကြဖို့လိုတယ်မင်းအောင်လှိုင်ကိုမင်းတို့ဖြုတ်ချဖို့လိုတယ်မင်းအောင်လှိုင်ခေါင်းဆောင်မှုအောင်မှာမင်းတို့မနေကြဖို့လိုတယ်ဦးသိန်းစိန်လိုခေါင်းဆောင်မျိုးတင်ပြီးတော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းချင်းပြဿနာကိုမင်းတို့တွေဖြေရှင်းကြဖို့တော့လိုတယ်ဆိုတာကိုတော့ငါဒီနေရာကနေစေတနာနည်းနည်းလေးထားပြီးတော့မင်းတို့အကြံဉာဏ်ပေးတာဖြစ်ပါနော်ဒါကပဂရိစိန်ရင်းစေတနာနဲ့ဒါမင်းတို့ဘက်ကနေငါအကြံဉာဏ်ပေးတာဖြစ်တယ်နော်အဲ့တော့လက်ရှိအာဂျန်နာဒီမင်းအောင်လှိုင်ရေးဆွဲထားတဲ့နော်အစီအစဉ်တွေအားလုံးကိုမင်းတို့တွေဆက်ပြီးယုံကြည်လက်ခံပြီးတော့ဆက်ရှောင်နေမယ်ဟိဆိုရင်တော့ဒီမင်းတို့တက်မတော်ဆိုတာခုနကပထမဆုံးစကားဖွင့်ထားသလိုပဲအကြံဖက်လက်နက်ကကြားဟန်ခိုင်းပြန်ပြီးဆွဲခိုင်းလူကုန်ကူခိုင်းတက်နော်ရာဇဝတ်ခိုင်းတက်တာဖြစ်နေရဆိုတာကိုတော့လက်ခံထားစေခြင်းနဲ့ယုံထားစေခြင်းနော်အဲ့လိုမှအဖြစ်မခံနိုင်တက်မတော်ဒီတက်မတော်ပဲမင်းတို့ပြောနေသလိုပဲမရှိမဖြစ်တက်မတော်ကြီးတိုင်းပြည်ချစ်တဲ့တက်မတော်ကြီးတကယ်နိုင်ငံကုံဆောင်တက်မတော်ကြီးဖြစ်ခြင်းနဲ့ဆိုရင်တော့တက်မတော်ရဲ့ခေါင်းဆောင်ကောင်းတယောက်ကိုမင်းတို့ရွေးချယ်တင်ပြပြီးတော့မင်းတို့ရဲ့တက်မတော်ခေါင်းသိက္ခာကိုပြန်ဆယ်ဖို့လိုတယ်လက်ရှိမြန်မာနိုင်ငံရဲ့အခင်းချင်းကိုပြန်ပြီးတော့ဆယ်ဖို့လိုတယ်မြန်မာနိုင်ငံမှာစစ်တပ်ပဲအုပ်ချုပ်ချုပ်အရသားပဲအုပ်ချုပ်ချုပ်ဘယ်သူပဲအုပ်ချုပ်ချုပ်ပါအဓိကပြည်သူတွေအားလုံးကျင့်တတ်နေဖို့လိုတယ်ပြည်သူတွေမကျင့်တတ်ဘူးဆိုရင်တော့ဒါတော့မင်းတို့တွေညံ့လို့ပဲနော်ညံ့လို့ပဲအဲ့တော့နှစ်ပေါင်းများစွာကြာကြီးမင်းတို့တော့ဟိုအချက်ဟိုလက်နက်ကင်ပြီးအုပ်ချုပ်လာခဲ့တာတော့မှပြည်သူတွေကျင့်တတ်အောင်မလုပ်ပေးနိုင်ဘူးနော်ကိုကျွေးရှာခဲ့တာအဲ့ဒါကြီးကြတော့မင်းတို့ကမမြင်ကြတော့ဘူးအဲ့အားရှိဒီပြည်သူတွေမကျင့်တတ်တာကိုပဲပြောပြီးပြည်သူတွေပဲအပြည့်ဖို့နေတာနေထားကြီးမှာမင်းတို့တွေအုပ်ချုပ်လို့ဘယ်လိုမှမဖြစ်ဘူးဆိုတော့ပြည်သူတွေအဲ့ဒါကိုလက်ခံပြီးတော့အခုလိုတခက်နဲ့စန့်ကျင်ပြီးတော့နော်တော်လန်နေကြတာဖြစ်တယ်အဲ့တော့လက်ရှိနေထားမှာတော်လန်ရကြာရှိလာတာဖြစ်တဲ့အတွက်ပြည်သူတွေခဏလေးဟိုအနားယူတဲ့သဘောမျိုးနဲ့ငြိမ်ကောင်းငြိမ်လေးမယ်တော်တော်လေးမင်းတို့စစ်တပ်ကိုတော့
ဒီလိုအနေထားမျိုးကြီးနဲ့ခုလက်ရှိမင်းအောင်လည်းရေးဆွဲထားတဲ့အာဂျန်ဒါအရဆိုရင်တော့ဘယ်လိုမှမင်းတို့စစ်တပ်ကြီးကိုလက်ခံမှာမဟုတ်ဘူးဆိုတော့လက်ခံတာအဲ့တော့ခဏတာလေးမင်းတို့အနာရတယ်အသာစီးရတယ်ဟစ်ဆိုပြီးတော့ပြောမနေနဲ့အရှိကိုတွေးနော်အရှိကိုတွေးမင်းတို့ပြည်သူတွေငြိမ်သွားပြီပြည်သူတွေအောင်ထိန်းနိုင်ပြီဟစ်ဆိုပြီးတော့ပျော်ရွှင်ပြီးတော့ကိုကျူးရှာပြီးတော့တိုင်းပြည်ကိုမဖျက်ဆီးပါနဲ့တကယ်ပဲတိုင်းပြည်ကိုတိဆောက်ချင်တယ်ဆိုရင်တော့တက်မတော်ရဲ့ခေါင်းဆောင်ကောင်းတယောက်ကိုတင်ပြပြီးတော့မင်းအောင်လိုင်းတို့စစ်ခေါင်းဆောင်တွေကိုစန့်ကျင်ရှုံချပြီးတော့နော်တက်မတော်ရဲ့ထိပ်ပန်းခေါင်းဆောင်ဦးသိန်းစိန်တို့ခေါင်းဆောင်မျိုးရွေးချယ်တင်ပြဖို့လိုတယ်ဆိုတာကိုဒီနေရာနေအကြံပေးနေပဲနေကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်